ပြောအရှင်တို့ ဟဲ့ဘသူတော့ဝင်လာခဲ့ဟဲ့ ကျုပ်ပါဗျကျုပ်တာဟန်ပါ အေးတာဘာကိစ္စတော့ ဘာမဲ့စိန်ရှိလား အမေလားအမေကရှောက်ဖုံးကြောင်သွားတယ်ဘာဖြစ်လာတော့ ဒီလိုဗျဟိုရွာနောက်ဘက်ကလှတောင်းတော့တည်တယ်မို့လား အေးအဲ့ဒါဘာဖြစ်တော့ သူ့မိမတရေဘူးခံရလို့ဗျ ဘလို့ဖြစ်တာတော့ဟဲ့ လှတောင်းကသူတို့အိမ်ရှိကမကြီးပင်ကိုတောက်ခုတ်တာနေဖြစ်တာဗျ ဟုတ်လားဘာဆက်ဖြစ်လဲ မအေးဆောင်ကြီးကတရေဘူးခံပြီးပြောတာကြီးကကြောက်စရာကြီးဗျာ ဘာပြောလို့တော့ဟဲ့ နင်တို့ငါပိုင်တဲ့ပင်ကိုထိရဲတယ်ပေါ့နင်တို့ဒီတခါခွင့်လွှတ်လိုက်မယ်နောက်တစ်ခါဆိုရင်တက်ပြစ်မယ်လို့ပြောတာဗျ ဟဲဟုတ်လား အော်တာဟန်ပါလားဘာကိစ္စတော့ ဒီလိုအကြီးရဲ့ကိုလာတော်မိမတရေဘူးခံရလို့ ငါထင်တဲ့အတိုင်းပဲကဲတာဟန်မင်းသားတစ်လက်ယူပြီးလိုက်ခဲ့ ဟုတ်အကြီး သမီးရောလိုက်မယ်အမေ အေးလိုက်ခဲ့ကဲတာဟန်မင်းဟိုမှာမြင်လားအဲ့ဒီအကန်ကိုခေါ်ချလိုက် ဟုတ်ကဲ့အကြီး ဘယ်သူလို့ပေါ့ငါ့ဘယ်လိုလာထီတာ ငါဝါမယ်စီရဲ့ဟိ ဘယ်သူနေနေငါ့ဘယ်ကိုလာထီရင်တော့သိရမှာပဲ အမန်နင်လိုမလောက်ဒီမလောက်စားကမြန်ငါတောက်တစ်ချက်ခေါင်ရင်ပြကြသွားမယ်ပါမှတ်နေတယ် ကြောက်ပါလေပေါ်မယ်စီရဲ့ ကဲပြောညပတူလေ ကျုပ်ကတခိုးတယောက်ပါအိမ်ဒီရောက်သူစီတွေခိုးလာရင်လူမီလို့ကျုပ်ကိုရိုက်တက်ကြတာကျုပ်လည်းမမိခင်ဒီပင်ရဲ့တခေါင်းထဲမှာထည့်ထားခံရတာအဲ့ဒါကိုစိတ်ဆွဲပြီးကျုပ်လည်းမကျွတ်လွတ်နိုင်ဖြစ်နေတာ အော်ဒီလိုကိုကောင်းပြီငါနင်းကိုကူညီမယ်ဒီပစ္စည်းတွေကိုယူပြီးငါနင်းအတွက်ကောင်းမှုကုသိုလ်ရေးလုပ်ပြီးမယ်အမြတ်တမ်းဝေပြီးမယ်နင်သာဓုခေါ်ဘလို့လဲ ဘွားမစင်ကြိုက်တယ်လို့စီစဉ်มาတော့တဲ့